Hello မင်္ဂလာပါရှင်သင်တန်းအသစ်ကလေးစမှာရှိလို့ဒီမှာပြောပြချင်နော် English for Skill သင်တန်းကစနစ်တနင်္ဂနွေကို6လပိုင်း9ရက်နေ့အသစ်စမှာရှိပါတယ်အဲ့ဒါ basics ကနေပြီးတော့ pre intermediate level ကိုသွားတဲ့ level ပါနောက်တစ်ခုကတော့ intermediate level ကိုသွားပါမယ်အဲ့ဒါကတော့ခြေတို့တနင်္လာအင်္ဂါ2ရက်ဖြစ်ပါတယ်သူကကြတော့ခြေတို့2လခွဲ3လဝန်းကျင်လောက်ကြာပါမယ်သတင်းစာ English သတင်းစာဖတ်တာတွေပါမယ်ပို့ပြီးတော့အဆင့်မြင့်နေပေါ့နော်ငကို basic level pre intermediate level ထပ်ပို့အဆင့်မြင့်တဲ့ level တွေ speaking ဘိုင်းတွေပါမယ် reading writing ဘိုင်းတွေပါပါမယ် listening ဘိုင်းရဆိုလို့ရှိရင်လည်းနောက်ထပ် level တစ်ခုထပ်ပြီးတော့မြင့်ထားပါတယ်အဲ့ဒါကတော့ခြေတို့31ရက်နေ့စမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ LCCI level 1 2သင်တန်းသစ်စမှာရှိပါတယ်အဲ့ဒါကတော့6လပိုင်း9ရက်နေ့စမှာဖြစ်ပါတယ်တချို့ကလေးတွေကတော့ကြိုပြီးတော့တက်ထားတဲ့ကလေးတွေရှိတယ်သူတို့ကိုအမိလိုက်ခြင်းနဲ့တချို့သောကလေးတွေကတော့ဒီနေ့12နာရီလာမယ်လို့ပြောကြပါတယ် so if you want to try join လို့ရပါတယ်เนาะဖုန်းနံပါတ်လေးထည့်ပေးထားပါမယ်490ခွန်1 698ကိုဆက်သွယ်လို့ရပါတယ် online class တွေလည်းရှယ်သင်ပါတယ်ရှင် online class သင်တဲ့အခါမှာတော့တစ်ပတ်ကိုတရက်ဒါမှမဟုတ်ကလေးတို့အားတဲ့အချိန်နဲ့ခြေအားတဲ့အချိန်နဲ့ညှိပြီးတဲ့အခါကျတော့ one on one video call ကနေပြီးတဲ့အခါကျတော့စာတွေဆွေးနွေးလို့ရပါတယ်ရှင် okay bye bye take care thank you so much